ဝန်ကြီးချုပ်ဟောင်းရဲ့ဒုတိယလက်ထောက်ဖြစ်တဲ့အာဆူရှီကစစ်ပွဲပြီးမှတရုတ်ပြည်ဘက်ကိုခိုးလုံနေခဲ့ပြီးတော့အခု0ကြောင့်ဖြစ်ပေါ်လာတဲ့ပြည်တွင်းမတည်ငြိမ်မှုကိုအခွင့်ကောင်းယူကစစ်ကြေညာတာကိုလုပ်ခဲ့ပါတယ်။ပြည်တွင်းတွေကဒီကိစ္စရဲ့နောက်ကမှာ0တို့ပါမပါကိုစုံစမ်းနေကြပြီး0ကလည်းဘယ်လိုလုပ်ရမလဲဆိုတာတွေးနေပါတယ်။ရင်းမြန်ပေါ်မှာ Right တို့ကသတင်းကြည့်နေကြပြီးဆူဇာကီကနောက်တိုက်ပွဲတွေမှာတေချာမိနာခံမဲ့အကြောင်းကိုစီစီလီကလာပြောတော့ Right ကယဉ်လေးနေပါတယ်။ဆူဇာကီကတော့ရွှေနိုင်စေကခွင့်လွှတ်တယ်ဆိုပေမဲ့လည်းမင်းသမီးရဲ့ကိုရန်တော်လောက်ခုမတန်ဘူးပြောတဲ့အခါကိုရန်တော်လောက်ရတာဝင်တော့ဝင်ဖို့တခုဖြစ်နေလို့လားဆိုပြီးယူဖီမီယာကမေးပါတယ်ကျွန်တော်ဖေကိုတက်ခဲ့တယ်ဒါပေမဲ့အခုထိအပြစ်မခံရရသေးပဲလွတ်လပ်နေရတယ်အခုလည်းလွတ်ငင်းခွင့်ရပြန်ပြီတာဝန်ဝတ္တရားတွေလည်းခရီးမဆိုင်11တွေလည်းခရီးမဆိုင်တက်တဲ့ကျွန်တော်ကအခုနေထားမှရက်တီကိုမတန်ဘူးဆိုပြီးဆူဇာကီကတစိတ်ကိုပြန်ရခဲ့ပါတယ်ဂျပန်နဲ့ပြည်တွင်းနေစစ်ဖြစ်တဲ့အခါပြည်တွင်းတွေကအရေးနေနေကြပြီးရာသီဥတုအခြေအနေကြောင့်ဒေတာလည်းသုံးလို့မရပဲဖြစ်နေပါတယ်အာဆူရှီကလည်းရာသီဥတုကသူတို့ဘက်ပါနေတာမို့ဒီစစ်ပွဲမှာသူတို့နိုင်လောက်တယ်ဆိုပြီးတေချာပြောနေကြပါတယ်ရှင်နိုင်စင်နဲ့ဒါလ်တိုနိုကစစ်ပွဲအတွက်ဆွေးနွေးနေကြတဲ့ချိန်ယူဖီမီယာရောက်လာပြီးသူကူညီပေးနိုင်တာရှိလာပြီးတော့ရှင်နိုင်စင်ကမလို့ကြောင်းနဲ့အဲ့လိုစိတ်ရှိတာနဲ့တင်ကျေးဇူးတင်ပါတယ်ဆိုပြီးပြောပါတယ်တကယ်ကယူဖီမီယာကိုဘာမှလုပ်ခွင့်မပေးဘူးအတွက်ကိုနီလီယာကမှားထားတဲ့အကြောင်းဒါလ်တိုကပြောပြပါတယ်ကျောင်းထဲမှာလည်းအခုစစ်ပွဲကြောင့်သူတို့စူးစမ်းပန်းစားလုပ်ထားတဲ့ပွဲတော်လေးဖြတ်သိမ်းလိုက်ရတာကိုမီလီတို့ကမကျေနပ်ဖက်ဖြစ်နေကြပါတယ်နီနာကတိတ်ပန်ဌာနကိုတွားရင်းနဲ့ Lloyd စီကလက်ဆောင်သွားတာမေးအကြောင်းပြောတော့ Rival က Lloyd အကြောင်းကိုကြားရလို့မကြည်မနှက်ဖြစ်နေပြန်ပါတယ်။ရှာလီကလည်းသူအရင်တုန်းကရေးထားတဲ့စာတွေကလူလူချူဟာ0ဖြစ်တယ်ဆိုတဲ့အကြောင်းကိုသိပြီးလူလူချူနဲ့တွေ့ရင်တော့တေချာအောင်မေးရမယ်ဆိုပြီးစဉ်းစားနေပါတယ်။အခြားတစ်ဖက်မှာတော့ Lancelot ကို Float Simulator တက်ပေးရင်းနဲ့ဘာလို့ကိုရန်တော့အဖြစ်ကနေနှုတ်ထွက်လိုက်တာလဲမေးတော့သူ့ကြောင့်ဒီတက်ဆိုးတဲ့ပြဿနာတွေပေါ်လာရင်မင်းသမီးအနေနဲ့သူ့ကိုယ်သူအပြစ်တင်မှာဆိုလို့ဆိုပြီးဆူဇာကီကပြောပါတယ်။ရှူဖီမီယာကသူ့ကိုကလိုဖေးရဲ့တပ်ပုံကိုကြည့်ရင်သူကကိုနီလီယာတို့လိုအာနာလည်းမရှိဘူးလူလူချူတို့မော်နမကိုကဲတင်မှုနီလန်လည်းမစင်းစားနိုင်သေးတဲ့အပြင်0ကိုတွေ့တာတောင်ဘာမှမလုပ်နိုင်ငယ်လို့စိတ်ထဲကနေတောင်းပန်နေပါတယ်။ရှင်ကိုတင်မော်ထဲမှာတော့အာဆူရှီတို့ပြောတဲ့လွတ်လပ်ရေးကအစ်စ်မဟုတ်ပဲနောက်ဘက်မှာတရုတ်ပြည်တောင်စုကကျုပ်ကန်ထားတဲ့လွတ်လပ်ရေးမှုသူတို့နဲ့မပူးပေါင်းဘူးဆိုပြီး0ကပြောပါတယ်။အခုဖြစ်တဲ့ရည်ရွယ်ချက်ကိုဖယ်လိုက်ရင်ငါတို့ရဲ့လက်ရှိရည်ရွယ်ချက်ကဘာလဲဆိုပြီးမေးလိုက်တော့တိုကျိုမှာကိုယ်ပိုင်လွတ်လပ်တဲ့နိုင်ငံတည်ထောင်မှုဆိုပြီး0ကဖြေလိုက်တဲ့အခါအကောင်လုံးကအံ့ဩကုန်ကြပါတယ်။အဲ့ဒီရည်ရွယ်ချက်ကိုသတင်းတောက်ကသဘောကျပေမဲ့ကျန်တဲ့လူတွေကအနိုင်ရောက်သူရဲကောင်အဖက်ကဘလောက်ပဲအင်အားများများရန်သူကကမ္ဘာ3ပုံတစ်ပုံကိုအုပ်စိုးထားတဲ့လူတွေမဖြစ်နိုင်ဘူးဆိုပြီးပြောကြပါတယ်။အဲ့ဒါဆိုရင်ဗီဒီယိုတွေကိုနှိမ့်နေမှုဘသူကိုမျှော်နေတာလဲတယောက်ယောက်ကမင်းနေရမှာလားပြီးလုပ်ပြီးမှလဲလားစိတ်ရှိရှိနဲ့စောင့်နေရင်တနေ့အခွင့်အရေးရလာမှာလဲလားမတုံးစက်နဲ့ကိုယ်တိုင်နာမလှုပ်ရှားရင်တနေ့ဆိုတာရောက်လာမှာမဟုတ်ဘူးဆိုပြီး0ကပြောလိုက်ပါတယ်။အခြားတစ်ဖက်မှာတော့ယူဖီမီယာကဖျားတိုက်ကအပြန်မှာအပေါဝမှာအဆောင်တွေကနီနာကိုနှိမ့်ဆက်နေလို့ဟိုတယ်မှာတွေ့တာကိုသတိရပြီးနီနာကသူ့ရဲ့တငယ်ချင်းလို့ပြောလိုက်ပါတယ်။ဂျာဒီဦးတို့အဆင်ပြေသွားတဲ့အတွက်ပြန်တိုက်ဖို့အဆင်ပြေတာကြောင့်ရှင်နိုင်စေရဲ့အစီအစဉ်တိုင်းလုပ်ဖို့ပြောပြီးကိုနီလီယာတို့ကအထူးတပ်ဖွဲ့ဖြစ်တဲ့ဆူဇာကီတို့ကိုယုံကြည်ထားကြပါတယ်။လန်ဆလော့ရဲ့အလုပ်ကတော့တတ်မှတ်ထားတဲ့နေရာကိုသွားပြီးရန်သူစခန်းကိုပြစ်ခတ်ဖို့လေးဝါပြစနစ်ကိုအသုံးပြုရမှာဖြစ်ပြီးအဲ့ဒါသုံးတဲ့အချိန်မှာစွန့်ရင်သုံးဆွဲမှုများလို့အာရုံစိုက်ရမှာပဲဖြစ်ပါတယ်။ရင်မြန်ကိုတွေးလိုက်ရလို့အာဆူရှီတို့ကဒုံးကြီးတွေနဲ့ပစ်တဲ့အခါပေါက်ကွဲပြီးပျက်စီးသွားပြီလို့ထင်ပေမဲ့လွှရဲ့တီချွေမှုကကောင်းတာကြောင့်လန်ဆလော့နဲ့အတူသွေးသွင်းတဲ့ဒိုင်းကနဲ့ကာလိုက်နိုင်ပါတယ်။ရင်မြန်ကနေလန်ဆလော့ထွက်ခါပြီးတာမန်ထက်အမြန်တဲ့အချိန်ကြောင့်အာဆူရှီတို့ကပုံဖန်ကြည့်တဲ့အခါနိုင်မရကလေးပေါ်ပြန်နေလို့အံ့ဩသွားကြပါတယ်။လန်ဆလော့ကလေရင်မြန်လေးတွေကပြစ်တဲ့ဒုံးကြီးတွေကိုရှောင်ပြီးအကုန်လုံးကိုအသာလေးဖျက်ဆီးပြလိုက်ပါတယ်။စခန်းနဲ့နီးလာတဲ့အခါအာဆူရှီကဆူဇာကီကိုဆက်သွယ်ပြီးတော့မင်းကကူရူကီဝင်ကြီးရဲ့သားလားဆိုပြီးစကားပြောဖို့လုပ်ပါတယ်။အခြားတစ်ဖက်မှာတော့နီနာကယူဖီမီယာသူ့ကိုကယ်လိုက်တဲ့အချိန်တုန်းကနတ်သမီးတစ်ပါးရောက်လာတယ်လို့ပဲဆိုပြီးပြောပြနေပါတယ်။ယူဖီမီယာကသူ့ကိုယ်သူအသုံးမကျကြောင်းပြောတဲ့အခါနီနာကသူ့ရောဆူဇာကီရောကအဲ့လိုမထင်တာမို့ကိုအဲ့လိုမခံယူဖို့အတွက်ပြောပါတယ်။ဆူဇာကီကအညံ့ခံလိုက်ဖို့ပြောပေမဲ့အာဆူရှီကစကားပြောပြီးအာရုံလွှဲလိုက်တော့နောက်ကနေတရုတ်ပြည်တော်စုဘက်ကစစ်ရုပ်တွေကတိုက်ခိုက်လို့လန်ဆလော့ရဲ့တနက်ကပျက်စီးသွားပါတယ်။နေပေါ်ပြန်တဲ့စနစ်ပေါ်ပြစ်ချခံရတာမို့လန်ဆလော့ကထွက်ပြေးနေရပြီးကျန်တဲ့စွမ်းအင်ကိုတော့ဆက်သွယ်ဖို့နဲ့တိုက်ခိုက်ဖို့အတွက်ပဲသုံးဖို့စီစီလီကအမိန့်ပေးလိုက်ပါတယ်။အာဆူရှီကဆူဇာကီကိုအညံ့ခံမှုပြောတော့ဆူဇာကီကသူ့ဖေနာမည်ကိုအဖတ်မဆယ်နိုင်တဲ့အညံ့မခံမှုပြောတဲ့အခါမင်းကခေါင်းမာတာပဲဆိုပြီးစစ်ရုပ်တွေနဲ့ဝိုင်းထားလိုက်ပါတယ်။အဲ့ဒီအချိန်ယူဖီမီယာကဆူဇာကီကိုတီးတန်းဆက်သွယ်ပြီးကျမကိုချစ်ဖို့အမိန့်ပေးတယ်အပြန်အလှန်နေနဲ့ကျမကလည်းပြန်ချစ်မယ်လို့ပြောတာကိုနားထောင်ရင်ဆူဇာကီကစစ်ရုပ်တွေနဲ့တိုက်ခိုက်နေပါတယ်။ယူဖီမီယာရဲ့ခံစားချက်ကိုနားလဲတာမို့သူတခုခုဖြစ်သွားရင်ခုကိုမမုန်းဖို့ပြောပြီးလန်ဆလော့က energy မရှိတော့တဲ့အတွက်စစ်ရုပ်တွေကြားမှာပိတ်မိသွားပါတယ်။ယူဖီမီယာကမသေးပါနဲ့လို့ပြောလိုက်တဲ့အခါဆူဇာကီရဲ့မျက်လုံးက GS အသုံးခံရတယ်လို့ဖြစ်သွားပြီးလေဘော်ကတခုခုကဘေးနားကစစ်ရုပ်တွေကိုဟာတော်အမြောက်နဲ့ပစ်ပြီးဖျက်ဆီးလိုက်ပါတယ်။လေဘော်ကဟာကိုစကန်ဖက်ကြည့်တဲ့အခါ CC နဲ့0တို့မောင်းတဲ့ Egypt စစ်ရုပ်ကဝိုင်းမဲ့ဖြစ်ပါတယ်။0တို့ကဟာတော်အမြောက်ကိုပြေဆုံးတဲ့အဆင့်ထိသုံးနေလို့ Right ကသူ့လုံးမဲ့အရာကို Right Shatter ကပြီးအောင်လုပ်သွားတဲ့အတွက်ဒေါသထွက်နေပါတယ်။0ကဆူဇာကီရဲ့ရှေ့ကိုသွားပြီး energy filter ကိုပေးကလန်ဆလော့ကလှုပ်လို့ရသေးလားငါအခုရန်သူစခန်းကိုတွားတိုင်းမလို့မင်းရောပါလုံးမလဲဆိုပြီးမေးလိုက်ပါတယ်
ကန်ဆိုးတာပဲမင်းအဲ့လိုလုံနိုင်မှာမဟုတ်ဘူးဘာလို့လဲဆိုတော့ငါကသူတို့ကိုအရင်သွားရှင်းလင်းမှာမှုပဲလို့ပြောပြီးဆူဇာကီက0နဲ့ပူပေါင်းလိုက်ပါတယ်ဟိုးရင်ကလေးကတငယ်ချင်း2ယောက်အတူတူဆိုရင်ဘာမဆိုအကုန်ဖြည့်ရှင်းနိုင်တာမို့အခုလဲလန်ဆလော့နဲ့ဂတ်ဝိန်းကလည်းအာဆူရှီတို့ရဲ့ဆက်ရုပ်တွေကိုအသာလေးရှင်းပြနိုင်ပါတယ်အာဆူရှီကဂျပန်အတွက်အခုလိုလုပ်တာဆိုပြီးပြောပေမဲ့လည်းအကြောင်းသိတဲ့0နဲ့ဆူဇာကီကအတူတူပေါင်းပြီးနှိမ့်နှင်းလိုက်ကြကအဲ့ဒီအကြောင်းကိုကြားတဲ့ကိုနီလီယာကလည်းအံ့ဩနေပါတယ်ကာလန်ကအခုချိန်မှာလန်ဆလော့မပါဘဲသူတို့ကြည်တိုက်ရင်တော့နိုင်တယ်လို့ပြောတော့အခုကအနိုင်ရဖို့တိုက်နေတာမဟုတ်ကြောင်းနဲ့အလန်ရောက်သူရဲကောင်းတွေကကူညီပြီးတိုက်ပေးတယ်ဆိုတဲ့အချက်ကိုလိုချင်လို့ပဲဆိုပြီးသတင်းတောက်ကရှင်းပြပါတယ်အာဆူရှီတို့ကပြေးဖို့လုပ်ကြပေမဲ့လည်းလန်ဆလော့နဲ့ဂဝိန်းတို့ကပိတ်ထားလိုက်ပြီးနောက်နေ့သတင်းမှာတော့အာဆူရှီတို့အဖမ်းခံရတဲ့အကြောင်းပါလာပါတယ်အခြားတစ်ဖက်မှာတော့ယူဖီမီယာကဆူဇာကီနဲ့တွေ့တဲ့အခါအခုနားလည်သွားပြီးနိုင်ငံကြီးတွေတရားမျှတမှုတွေလိုရှုပ်ထွေးတဲ့အရာတွေမှာမပါကျင်တော့ဘူးအတိတ်ကချစ်ရတဲ့သူနဲ့အခုလက်ရှိချစ်ရတဲ့သူရဲ့အပြုံးလေးတွေကိုပဲမြင်တော့တယ်လို့ပြောရင်ကိုရန်တော်တစိမ့်လေးကိုပြန်ပေးကဇလန်လေးကပြီးဆုံးသွားပါတယ်